ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကျော်မင်း channel ဒီကလေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောကိုယ်တွေမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထောင်ရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့တနင်္လာနေ့ညနေရတော့ဗျာတစ်ခွန်ဆိုတော့လေနော်ကျွန်တော်တို့နည်းနည်းလေးကြည်လိုက်လွဲသွားတယ်ပေါ့ဗျာနော်ဒါမနက်ကအတိုင်းနာထားခဲ့မယ်ဆိုရင်တစ်ခွန်ဗျာနော်ဒါပတ်တီရောဩကွာကောကိုမိုင်အားလုံးပဲနော်ဒါဟိုးရှိဘက်မှာတော့လေတစ်ခွန်နှစ်ကြိမ်ကြမှာတစ်ခွန်နော်ကျွန်တော်တို့ရဲ့ lucky ကနန်းလေးကဝေးခဲ့တယ်ဗျာနော်တစ်မိုင်တစ်ပတ်တီးလေးနဲ့ပဲကျင်းနေပေးပါလို့နော်ကိုမိုင်အားလုံးပဲနော်ပတ်တီးလေးနဲ့ပဲမိတယ်ပေါ့ဗျာကိုမိုင်အားလုံးပဲနော်ဒါမနက်ကတိုင်းလေးဒါကျွန်တော်ထားခဲ့မယ်ဆိုရင်တော့ကိုရီမာတွေအဆင်ပြေမှာဗျနော်ပတ်တီးရောမင်းကွက်ကလေးရောထိထိမိမိလေးရဒါပေမဲ့ကျွန်တော်ညနေမှာနောက်ကတက်လိုက်တဲ့ခဏန်းတွေကပြောင်းလိုက်တဲ့အတွက်ကိုရီမာတွေနော်ပတ်တီးလေးနဲ့ပဲမိပြီးတော့ပတ်တီးလေးနဲ့ပဲကျင်းနေပေးပါလို့နော်ကဲကိုရီမာတွေအားလုံးပဲကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးကကျွန်တော်တို့အခု4ရက်3လနော်2026ဗုဒ္ဓဘူးနေ့မနက်12နာရီ10မိနစ်အတွက်ဖြစ်ပါတယ်เนาะဗုဒ္ဓဘူးနေ့မနက်အတွက်ဖြစ်ပါတယ်เนาะကိုမိုင်အားလုံးပဲဗုဒ္ဓဘူးနေ့မနက်ဆိုရင်လည်းဗုဒ္ဓဘူးနေ့တနေ့ကုန်စားလုံးဝအားကောင်းတဲ့လုံးမိုင်ပတ်တီးလေးတွေเนาะကဲကိုမိုင်အားလုံးပဲဥစွာပထမဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်သေးသေးချာချာလေးကြည့်ရှုပေးပါเนาะကိုကြော်ဒီကြော်ကြည့်ပြီးတော့မသိလိုက်တာတွေနားမလည်လိုက်တာတွေဖြစ်ကုန်ပါဆိုလို့ပါเนาะကိုမိုင်အားလုံးပဲဖွဲ့ဝင်ကိုမိုင်တွေလည်းဂယူတစ်ဆိုင်ကလေး YouTube မှာကျွန်တော်လွှင့်ပေးတဲ့เนาะကျွန်တော်တင်ပေးတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းကြည့်စေချင်ပါတယ်ကြည့်မှလည်းအဆင်ပြေမှာပါเนาะတော့ကြာမသိဘူးတွေနားမလည်ဘူးတွေဖြစ်ကုန်မှာဆိုလို့ပါเนาะကဲကိုရီမိုင်အားလုံးပဲเนาะဥစွာပထမအဖွဲ့ဝင်ထားတဲ့ကိုရီမိုင်တွေဗျာเนาะအဖွဲ့ဝင်ထားတဲ့ပတိကတော့ကျွန်တော်တို့3ရက်အတွင်းလို့ပြောတဲ့အတွက်เนาะအင်္ဂါနေ့မှာပိတ်ရက်ဖြစ်တဲ့အတွက်တနင်္လာဗုဒ္ဓဘူးကြာသပတေး3ရက်ကစားမှာเนาะ3ရက်ကစားမှာအေးနဲ့ဖြည်းဖြည်းလေးပဲပုံမှန်လေးပဲသွားပါเนาะကိုရီမိုင်အားလုံးပဲကဲကိုရီမိုင်တွေအားလုံးပဲเนาะကျွန်တော်တို့ဗုဒ္ဓဘူးနေ့မေ့သွားမှာဆိုလို့အရင်ဆုံးပြောလိုက်မယ်เนาะဒါနေ့တိုက်ကကိုရီမာတွေရောပဲเนาะမေ့သွားမှာဆိုလို့အရင်ဆုံးပြောလိုက်မယ်ဗုဒ္ဓဘူးနေ့မနေ့10 break ကလေးလုံးဝကျွန်တော်ပြန်ကြိုက်ပါတယ်เนาะ10 break လေးလုံးဝတတိထားပါเนาะနေ့တိုက်တွေနဲ့လည်းရောမှာဆိုလို့ပါเนาะဒါ10 break မှာဆိုလို့ရှိရင်တော့ဗျာဒါ26တို့53တို့80တို့เนาะတစ်ခွန်ကတော့ဒါပြန်ကြတော့ထဲချင်းလည်းထဲမထဲချင်းလည်းနေပေါ့ဗျာเนาะနောက်38တို့เนาะ44တို့99တို့10 break လုံးဝတတိထားမယ်တဲ့မှာပါပါတယ်เนาะကိုမိုင်အားလုံးပဲเนาะဒါ44တို့ကိုတို့เนาะအပူလေးလည်းတတိထားเนาะအခွေနဲ့ညှိတာဆိုလို့ရှိရင်လည်းဒါ80တို့ဘာတို့ကဒါအခွေနဲ့သွားညှိနေတယ်လုံးဝတတိထားမယ်တဲ့မှာပါတယ်ကိုမိုင်တွေမေ့နေမှာဆိုလို့เนาะတရက်လောက်နားလိုက်တယ်ဆိုတော့လဲတော့ကြာမေ့နေတာတွေမသိလိုက်တာတွေဖြစ်ကုန်မှာဆိုလို့ပါเนาะကဲကိုမိုင်တွေအားလုံးပဲကျွန်တော်တို့ဥစွာပထမเนาะကျွန်တော်တို့ဗုဒ္ဓဘူးနေ့မှာကျွန်တော်တို့4နှစ်1ချိန်ပါเนาะ4ပိုင်4ပတ်တီး2ပိုင်2ပတ်တီးပါเนาะပတ်တီးကစားလို့အဆင်ပြေတဲ့အကိုရီမတွေကတော့၄ကိုကြိုက်နှစ်သက်တဲ့အကိုရီမရလည်း၄ကိုကစားနိုင်တယ်နှစ်ကိုကြိုက်နှစ်သက်တဲ့အကိုရီမရလည်းနှစ်ကိုကစားနိုင်ပါတယ်เนาะဒီကိုအသုံးပြုပြီးတော့ကစားတဲ့ကိုရီမတွေကလည်းเนาะ၄ပိုင်၄ပတ်တီး2ပိုင်2ပတ်တီးကိုတနေ့ကုန်စား share key ဖြစ်တဲ့168 key လေးနဲ့လည်းကြာရင်တွဲပြီးတော့ကစားလို့ရပါတယ်ဗျာเนาะကိုမိုင်အားလုံးပဲเนาะလေးနဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားရမယ့်ကဏ္ဍလေးတွေရဲ့နှစ်နဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားရမယ့်ကဏ္ဍလေးတွေကိုကျွန်တော်ထပ်မံပြီးတော့ညှဝေပေးသွားပါမယ်ကိုမိုင်အားလုံးပဲဗီဒီယိုဖိုင်လေးကိုအခုမှမြင်အခုမှတွေ့အခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့အကိုကြီးမတွေကလည်းเนาะ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်သွားပေးပါဗီဒီယိုလေးတွေကြည့်ရှုတဲ့အခါမှာလည်း like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့တောင်းဆိုပါတယ်ဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုမားသည်ဖြစ်စေမှန်သည်ဖြစ်စေအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့အကိုကြီးမတွေကတော့ဗီဒီယိုဖိုင်လေးတွေကြည့်ရှုတဲ့အခါမှာ like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะကဲကိုမိုင်အားလုံးပဲလေးနဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးကစားရမှာဒီကျွန်တော်တို့40 45 48 43เนาะ40 45 43 48အဓိက main ထားပြီးတော့ကစားလေးနဲ့ပတ်သက်လာပြီဆိုရင်เนาะဒါ43ဒီရှယ်မွေးတစ်ကွက်ကောင်းဒီတစ်ပတ်မှာမွေးတင်တဲ့ထဲမှာပါတယ်ကျွန်တော်ပြောပြီးသားမိမှာဆိုလို့ထည့်ပြီးပြောပြီးတာเนาะနှစ်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေကိုမိုင်အားလုံးပဲ20 25 23 28အဓိက main ထားပြီးတော့ကစားပါခဏလေးတွေကစားတဲ့ခါမှာအားပြီးတော့ကစားပါเนาะအထူး main ရောတစ်ကွက်ကောင်းလေးတွေလည်းရွေးအထူး main ရောတစ်ကွက်ကောင်းတော့မဟုတ်ဗျာနှစ်ကွက်ကောင်းလေးတွေကိုရွေးချယ်ပေးသွားမယ်နှစ်ကွက်ကောင်းလေးကစားရမယ်เนาะကိုမိုင်အားလုံးပဲเนาะ၄ပိုင်၄ပတ်တီး2ပိုင်2ပတ်တီးဒီကျွန်တော်တို့
ဗုဒ္ဓဘုနေ့မနက်မှာကြမလာခဲ့ဘူးဆိုရင်ညနေမှာထပ်ပို့ပြီးတော့ကစားမယ်တဲ့မှာပါတယ်နော်ကျွန်တော်ကြိုပြောပြီးသားကိုကိုမိုင်အားလုံးပဲ၄နဲ့ပတ်သက်လာပြီဆိုရင်40 45 43 48နော်2နဲ့ပတ်သက်လာပြီဆိုရင်လည်း20 25 23 28အဓိကမိန်ထားပြီးတော့ကစားပါနော်ကိုကိုမိုင်အားလုံးပဲကဲအဓိကမိန်နှစ်ကွက်ကတော့ဗျာကျွန်တော်တို့40 45မိန်ကြိုက်တယ်နော်40 45ဒီမိန်အော့ပါနော်ခဏလေးကိုအာတော့ကစားစားတူအာပြီးကစားနိုင်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကိုလေးမိုင်နော်၄နဲ့ပတ်သက်လာပြီနော်ဗုဒ္ဓဘုနေ့မှာကျွန်တော်တို့40 45မိန်အော့နော်ဒါရှစ်ဘရိတ်မှာဆိုရင်တော့လေးပေါ့ဗျာတတိထားရမှာပေါ့နော်ဘရိတ်ကလေးနဲ့ရှစ်ဘရိတ်ကလေးနဲ့များတွဲပြီးကြာသွားကြမှာဆိုရင်ပြောတာပါနော်ဒါ၄ပိုင်၄ပတ်တီ2ပိုင်2ပတ်တီမှာကျွန်တော်ကတော့ဗုဒ္ဓဘုနေ့တနေ့ကုန်မှာကျွန်တော်ကတော့၄ပိုင်၄ပတ်တီကိုပိုအားကြတယ်ဗျာနော်ဒါကိုကိုကြီးမာတွေကိုပုံပုံလင်းလင်းလေးကျွန်တော်အကြိုက်နဲ့တက်တာကိုပြောတာပါနော်ကျွန်တော်ပြောတဲ့လေးကိုမကြိုက်ရင်တော့လေကိုကြီးမာတွေနှစ်ကိုပြောင်းပြီးတော့ကစားပါဗျာနော်ကျွန်တော်ကတော့လေးကိုပို့ပြီးတော့ကြိုက်နဲ့တက်မိတယ်နော်အဖွဲ့ဝင်ကိုကြီးမာတွေလည်းနော်အဖွဲ့ဝင်စာတို့ကိုကျွန်တော်တို့ဗုဒ္ဓဘုနေ့မှာဖြစ်နိုင်နည်းနည်းလေး short ကစားပြီးတော့နော်ကျွန်တော်ပေးထားတဲ့၄ပိုင်၄ပတ်တီနဲ့မိန်အောက်ကွက်ကလေးတွေဗျာနော်40 45 43 48ဒါလေးတွေကိုထည့်ပြီးတော့ကစားစေခြင်းတယ်နော်ဒါ40 45ကတော့အထူးမိန်အောက်နှစ်ကွက်ကောင်းပါဗျာနော်ဒါအဖွဲ့ဝင်ကိုဒီမတွေလည်းကျွန်တော်တယောက်ချင်းစီတော့လိုက်ပြီးတော့ပို့ဆောင်ပြီးတော့မပြောတော့ဘူးနော်ဒါဘာမှဟိုနေဖြစ်တာလဲကျွန်တော်နေ့တိုင်းမှာကြိုက်နေတတ်မှုရှိလို့နော်ကိုဒီမတွေကိုပြောပြတာနော်ဒါအဖွဲ့ဝင်ကိုဒီမတွေကိုလည်းနားလည်သဘောပေါက်အောင်နော်ဒါအဖွဲ့ဝင်ကိုဒီမတွေလည်းအဖွဲ့ဝင်ကဏ္ဍကိုနားခိုင်းနေတော့မဟုတ်နော်အဖွဲ့ဝင်ကဏ္ဍလည်းလာမှာပါနော်ဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘုနေ့နေကုန်မှာတော့လုံးဝအားကောင်းနေတဲ့အတွက်နော်40 45 43 48ကလေးကိုအဖွဲ့ဝင်ကိုရီမာတွေထည့်ပြီးတော့ကစားစေခြင်းတယ်နော်ဒါအဖွဲ့ဝင်ထားတဲ့ကိုရီမာတွေဗီဒီယိုဖိုင်လေးကိုကြည့်ပါဆိုတာဒါတွေကိုပြောတာပါဒါတွေကိုကြည့်မှလည်းကိုရီမာတွေကသိမယ်မသိဘူးတော့ရဖြစ်မှာဆိုလို့နော်ကိုမိုင်အားလုံးပဲကဲကိုရီမာတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုရီမာတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ